တဲ့တဲ့ကိုအားပေးဖို့ဆိုတာမျိုးရိုးနာမည်ရွေးတာထက်ကိုမှရေးကြီးရလို့ခံယူထားတဲ့နိုင်ငံကအသင်းတပွဲလုံးမတ်တရဲ့ all hit ခုံပေါက်ပြီးတော့အားပေးလို့တဲ့ပြည်သက်တွေကိုပိုင်ဆိုင်ထားတဲ့အသင်းကမ္ဘာအကောင်းဆုံးဆိုတဲ့ပါရမီတွေနဲ့ပြည့်စုံနေတဲ့ဘောလုံးသမားတအုပ်ကစားခဲ့မှုတဲ့ဘောလုံးအသင်းတေးရင်တော့အယိုးပြာကိုကွင်းထဲမှာဖြန့်ကျဲပေးဖို့အထိအစွဲလန်းကြီးလို့တဲ့ပြည်သက်တွေကိုပိုင်ဆိုင်ထားတဲ့အသင်း chocolate box ဘောလုံးငွေလို့နာမည်ကျော်တဲ့အိမ်ငွေနဲ့အသင်းဒီအသင်းကဒီလိုစိတ်ဝင်စားစရာအချက်တွေနဲ့ပြည့်စုံနေတာရဲ့နောက်ပြီးတော့ကဘာတဝင်းကနာမည်ကြီးဘောလုံး YouTuber တွေအထူးတလဲစိတ်ဝင်စားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ဒီနေ့မှာဒီအသင်းနဲ့ပတ်သက်ပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့အာဂျင်တီးနားထိပ်တန်းကလပ်ဘိုကာဂျူနီယာအသင်းရဲ့အကြောင်းပဲဖြစ်ပါတယ်ဘိုကာဂျူနီယာကလပ်အသင်းကိုတော့1905ခုနှစ်မှာပဲအီတလီနိုင်ငံကနေရွှေ့ပြောင်းနေထိုင်သူလူငယ်အုပ်စုတစ်စုကအာဂျင်တီးနားနိုင်ငံဘွဲနိုအေရစ်မြို့ရှိလာဘိုကာအရက်ဆိုတဲ့ရပ်ကွက်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်အသင်းရဲ့အယောင်ဖြစ်တဲ့အပြာရောင်နဲ့အဝါရောင်ဆိုတာကတော့ဆွီဒင်အလံကိုအခြေခံထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအယောင်ကိုကိုယ့်နိုင်ငံကမဟုတ်ဘဲနဲ့တခြားနိုင်ငံကအလံအယောင်နဲ့ဘာလို့ရွေးချယ်ရလဲဆိုရင်တော့နည်းနည်းတော့ရှုပ်ထွေးတယ်လို့ပြောမယ်အချက်လက်တွေအရဘိုကာစေကန်ကိုပထမဆုံးဆိုက်ရောက်လာတဲ့ဆွီဒင်သင်းမောရဲ့အလံကိုအယောင်ဖြစ်ရွေးချယ်ရန်ဆုံးဖြတ်ခဲ့တယ်လို့သိရတယ်ဘယ်သင်းမောလဲဆိုတာကတော့အတိအကျပြတ်ထားခြင်းမရှိပေမဲ့1845ခုနှစ်ကရောက်ရှိလာတဲ့ဆိုတဲ့မှတ်တမ်းရှိတဲ့ဆွီဒင်စစ်သင်းမော2စီးလို့လည်းမှတ်ယူလို့ရပါတယ် Zenitဒီနာမည်ကတော့ဘိုကာဂျူနီယာကိုအသင်းတည်ထောင်သူလူငယ်တွေစတင်ရောက်ရှိရာအီတလီနိုင်ငံဂျီနိုဝါဒေသကလူတွေကိုယဉ်ညွှန်းတဲ့ဒေသခံစကားလုံးဂျီနိုအစ်မှာဆင်းသက်လာပြီးတော့ဘိုကာရှိအလုံသမားလူရန်စားတွေရဲ့နောက်ခံကိုဖော်ပြထားတယ်လို့သိရတယ်။လာမီတန်မတ်ဦးနိုအဲ့ဒါကဘာကိုပြောတာလဲဆိုရင်တော့အာဂျင်တီးနားနိုင်ငံတစ်နိုင်ငံလုံးရဲ့အာဂျင်တီးနားလူမျိုးတဝက်ကျော်ကဘိုကာဂျူနီယာအသင်းကိုအားပေးကြရဲဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုချင်တာဖြစ်